ယောက်ျားရေးလာပါတော့မိန်းမမျောလာပေါ့ငါယောက်ျားရေးလာပါတော့မိန်းမမျောလာပေါ့ယောက်ျားကလည်းဘယ်လိုလျှောက်ဝါနေမှလည်းမသိဘူးမိန်းမကိုပြစ်ပြီးတော့မိန်းမလွမ်းနေရသိရလားယောက်ျားရဲ့တားလေးကဘာလို့ငိုတာတော့ဖေဖေကလည်းလို့ငိုနေရလားဟုတ်ကဲ့မငိုနဲ့နော်တားလေးဖေဖေကပြန်လာတော့မှတားလေးရဲ့မငိုနဲ့နော်ဘာမငိုနဲ့နော်ယောက်ျားတားလေးဟိုမှာတားလေးရဲ့ဖေဖေလာနေပြီတားလေးရဲ့ဒါမမေတို့ပြေးစီလိုက်သွားရအောင်နော်ယောက်ျားနေအောင်လေယောက်ျားဟိုလေယောက်ျားရဲ့မိမဆက်ပါအောင်ယောက်ျားလေးယောက်ျားမိမအောင်ယောက်ျားရဲ့ယောက်ျားကလည်းဘယ်လိုချောက်ဝါနေရလဲမိမယောက်ျားကိုရမ်းနေရသိရလားယောက်ျားရဲ့ဟာဘယ်ယောက်ျားလဲတော်ယူမတော့ယောက်ျားနော်ဘာလဲမိမကိုမြန်ယူမတယ်ဘာလဲယောက်ျားအစ်စ်တွေ့နေရလားဟာကွာဒီယူမနဲ့တော့ဒုက္ခပါပဲကွာသမီးလေးဒီရောက်နေတာကိုအမေလိုက်ရှာနေတာသမီးလေးရဲ့ဟုတ်ပါတယ်အန်ဒီသမီးလေးပါဒါရဲ့အန်ဒီသမီးလေးအစားအန်ဒီတောင်းမှန်ပါတယ်သမီးလေးလာအမေတို့အိမ်ပြန်ရအောင်သမီးလေးလူမားနေတယ်သမီးလေးယောက်ျားအိမ်မှာစောင့်နေတယ်မိသမီးရဲ့ပြန်ရအောင်နော်အန်ဒီသမီးလားဟုတ်ပါတယ်အန်ဒီသမီးလေးပါဒါသမီးတို့မြန်ခေါ်သားသမားဗျာကျွန်တော်အခုမှလူမျိုးနုထွက်တဲ့လေးရှိသေးရဗျမိမတော့ຢာသေးရမို့ဒါရဲ့အန်ဒီသမီးလေးအစားအန်ဒီတောင်းမှန်ပါတယ်သမီးလေးလာအမေတို့အိမ်ပြန်ရအောင်သမီးမပြန်ပါဘူးဟိုယောက်ျားပါမအိမ်ပြန်ပါဒုက္ခပါပဲသမီးလေးလူမားနေတယ်သမီးလေးယောက်ျားအိမ်မှာစောင့်နေတယ်မိသမီးတကယ်ပြောရလားပြန်မယ်ဒါမင်းပြန်မယ်လားပြန်မယ်ဒီယူမနဲ့တော့ကွာသမီးလေးအိမ်မှာနေနော်သမီးလေးအမေအပြင်ကိစ္စရှိလို့တောလိုက်အောင်ကြားလာသမီးအိမ်မှာနေခဲ့တော့သမီးနော်ဟုတ်မိတီလာကံမေဖာကောက်ခဲပါမေပြန်ရှိရပြန်အိပ်ပါတော့ကွယ်ကြောင်ကြီးကိုင်းလိမ့်မေအိယာကနိုးရင်တားလေးဒီမှာအိတ်နေကြဦးနော်အမေလေးဖေဖေကိုသွားချလာအောင်မယ်သိလားမငွားအောင်နော်ဒီမှာလေးမမလေးနဲ့အိတ်နေကြနော်တားလေးနော်ဒီမေလေးဖေဖေကိုခေါ်ပြီးပြန်လာခဲ့မယ်နော်လေးမလေးတောင်းဟေးကနဘယ်ဝမ်းမလို့ဘယ်တော့မှလဲငါ့ယောက်ျားကိုသွားရှာမလို့ပေါ့နေယောက်ျားကိုရှာမနေနဲ့နေယောက်ျားဒီမှာငါ့ကိုမြန်ယူနေရလို့ထင်းနေရလားငါ့ယောက်ျားလေးနင်းလိုမျိုးအရက်မတောင်စားမအောင်ရက်စော်ရောနန်းစော်နေရပဲသူကတမူးတာရတာဒါကိုပြောတာစတာပါဟောလေနေယောက်ျားရှိတဲ့နေအောင်ငါသိရငါလိုက်ဖို့နင်တကယ်ပြောရလားတကယ်ရောဒီမင်းနားလုံးလိုက်ခဲ့အေးလိုက်မယ်ဝိုင်းဝင်ရတော့လေဝိုင်းမပါလို့ပြရဲတခါလေးရှောက်ခဲ့လိုက်တော့ crossing ဝင်လာ go နောင်ကြားတော့ဝင်ရောက်တော့မှာဝေးကြီးကိုရောက်တော့ဟိုရသမားခေါ်သွားစိတ်မနဲ့ကောင်မလေးပဲဘယ်ခေါ်သွားလဲမသိသူ့မျိုးပဲနေမှာပါငါတို့အတော့သမီးလေးတိုးမိလားငါတို့ဟိုစိတ်မနဲ့ကောင်မလေးလားဟုတ်တယ်တွေ့တယ်ဟိုရသမားတယောက်ခေါ်သွားအဲ့ဒါအမြင်တိုင်းမှရမယ်အဲ့ဒါမြန်လိုက်သွားမယ်လားရှာလိုက်တာငါယောက်ျားကြီးကမရောက်သေးဘူးလားနေယောက်ျားဒီကရောက်ပါပြီဟာနေယောက်ျားတခြားလူမဟုတ်ဘူးငါပဲနေယူနေရလားနေငါယောက်ျားမဟုတ်ပါဘူးဟုတ်ပါရောငါတို့ချင်းလို့ငါနေယောက်ျားပါဟုတ်ပါငါနေယောက်ျားပါလူယုံမှာပြောင်းမင်းငါမျက်စိချက်ထွက်သွားအဲ့ဒီကျေးဇူးတင်ပါတယ်နော်ရပါတယ်ဗျာကျွန်တော်အိတ်လိုက်ပို့ပေးမယ်လေဟုတ်ပြီလာသမီးလာပြန်ရအောင်နော်အောင်နေရတူဟုတ်ဒါနဲ့အနည်းကိုတစ်ခုလောက်မေးလို့ရမလားမင်းနေတိုင်းအနည်းသမီးကဘလို့ဖြစ်လို့စိတ်ဓာတ်ယောဂဖြစ်သွားတာ
ဖြစ်ဖြစ်ဒီလိုတာရဲ့တမီးလေးမှာ ကင်မရာရုပ်မကြည့်နဲ့လေ3 2 1 go ဖြစ်ဖြစ်ဒီလိုတာရဲ့ကြောက်ကြားနဲ့ထဲဆင်းပြီးတော့အမပိုးထီတော့ရသူတို့တာမင်းများဆိုင်ကတိုင်းနဲ့သူ့သားပါအနာမှာပေါ်ရှိပြီးဆုံးသွားတာပေါ့တာရဲ့ဒါပေမဲ့တမီးလေးခမဒီလိုယူသွားတာပေါ့ဒီလိုအခုချိန်ထိပါပဲတာရဲ့ပြအဲ့ဒါပါပဲငါတာရဲ့ ဩအဲ့ဒါဆိုအနည်းသမီးကတစ်ချိန်တည်းမှာပဲလင်းရောတောင်းဆုံးရှုံးလိုက်ရတာပေါ့ ဟုတ်တယ်ငါတူတယ် အဲ့ဒါအနီကျွန်တော်အိမ်ပြောင်းမယ်လေလုပ်ကိစ္စလေးရှိလို့နော် အဲ့ဒါလည်းဖြစ်ပြောင်းနေတာ ဟုတ်ပြီ